ဘာကြောင့်ဒီအိမ်ကြီးတက်မှာခေတ်အဆက်ဆက်အညှိုးရည်နဲ့6လန်းနေရတာလဲမိသားစုလိုက်ကြုံတွေ့ရမယ့်6ချားပွဲဖြစ်ရဆန်းနေရရောဘာတွေလဲဘာအတွက်ကြောင့်ဒီအိမ်ကြီးတက်မှာဒီဝိညာဉ်တွေကမကြွမလွတ်ပဲ6လန်းနေရတာလဲ Presented by Consunchar 1990ခုနှစ်မှာပါရာမီသားစုဟာအာနော်အက်စတိတ်လို့ခေါ်တဲ့ခြံကြီးတစ်ခုကိုဝယ်ယူခဲ့ပါတယ်မိဘနှစ်ပါးနဲ့တမီးမင်းကလေး9ယောက်တို့ပြောင်းရွှေ့လာချိန်မှာအဲ့ဒီအိမ်ဟာ17ရာစုကတည်းကတည်ရှိနေရဖြစ်ပြီးအိမ်မှာလူပေါင်း10ယောက်လောက်တည်ဆုံခဲ့ပူကြောင်းကိုနောက်မှသိခဲ့ရပါတယ်အိမ်ကြီးကိုပြောင်းလာပြီးမကြခင်မှာပဲထူးဆန်းမှုတွေစတင်ဖြစ်ပေါ်လာပါတယ်ကလေးတွေဟာညဘက်ဆိုအိမ်ထဲမှာမမြင်ရတဲ့ခြေတံတွေတကားလာခောက်တဲ့တံတွေကိုနှိမ့်စင်ရက်ဆက်ကြားလာရပါတယ်အဆိုးဆုံးကတော့တမီးငယ်လေးတွေပါပဲကလေးတွေဟာညဘက်အိပ်ပျော်နေတော့ခြေထောက်ကိုအောက်ကနေဆွဲချတာသပင်းကိုဆောက်ဆွဲတာတွေခံလာရပါတယ်ခြံထဲမှာလာလောက်တဲ့လူသမားတွေဆိုရင်လည်းကြောဘက်ကနေလူပြောက်လာပုတ်တာနာနာကပ်ပြီးအေးဆက်ဆက်လီမုတ်ထုတ်တာတွေကိုကြုံခဲ့ရလို့ကြောက်လက်ကြောက်ထွက်ပြေးခဲ့ကြရပါတယ်ဒီအိမ်ကြီးမှာတာမန်ဝိညာဉ်တွေအပြင်အလွန်ကြောက်မောက်ဖွယ်ကောင်းတဲ့အရာတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဘက်ရှီဘာရှာမန်လို့ခေါ်တဲ့19ရာစုကဆုံးမတူရဲ့ဝိညာဉ်ပါပဲသူမဟာကလင်းငယ်တွေကိုရစ်ပူစော်ခဲ့တယ်လို့ဆွဆွဲခံရပြီးဒီမြေနေရာကိုပိုင်ဆိုင်လူတိုင်းကိုတီတီအထိဒုက္ခပေးမယ်လို့တစ်ပင်မှာကြိုးဆွဲချမသိခင်ကြိတ်စာတိုက်ခဲ့သူပါမိသားစုကဘလို့မှမခံစားနိုင်တော့တဲ့အစုံနာမည်ကျော်တရက်တစီစူဇန်လေးလာသူဇနီးမောင်နှံဖြစ်တဲ့ Agnes Lauren Warren တို့ကိုကူညီတောင်းခံခဲ့ပါတယ်။ The Conjuring ရုပ်ရှင်ထဲမှာ Warren ဇနီးမောင်နှံကကယ်တင်ရှင်တွေလိုပြသထားပေမဲ့တကယ်ပြင်လက်တွေမှာတော့အခြေအနေတွေကလုံးဝကိုပြောင်းပြန်ပါပဲ။ Warren ဇနီးမောင်နှံဟာအိမ်ထဲကနတ်လောကသားတွေနဲ့ဆက်သွယ်ဖို့အတွက်ဝိညာဉ်ခေါ်ပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီပွဲအတွင်းမှာမိခင်ဖြစ်သူ Caroline ရဲ့ခန္ဓာကိုယ်ကိုဝိညာဉ်ဆိုဝင်ရောက်ပူးကတ်သွားပြီးသူမရဲ့ခန္ဓာကိုယ်ဟာထိုင်ကုန်တဲ့သူလေထဲကိုမြောက်တက်သွားပါတယ်။ပြီးတော့သူမစီကနေလုံးဝမပီတာတဲ့လူသားတယောက်ရဲ့အတန်နဲ့မတူတဲ့ကြောက်စရာကောက်တဲ့အတန်ကြီးနဲ့အော်ဟစ်ဆဲဆိုပါတော့တယ်။ဒါကိုမျက်စိရှိမှတင်မြင်လိုက်ရတဲ့ခင်မွန်းပြစ်သူဟာဒေါသထွက်ပြီးဝါရန်ဇနီးမောင်နှံကိုအိမ်ကနေချက်ချင်းမောင်းထုတ်ခဲ့ပါတယ်။အော်စရာအကောင်းဆုံးအချက်ကတော့ရုပ်ရှင်တွေကလို့သူတို့ဟာအိမ်ကြီးကနေချက်ချင်းလွတ်မြောက်မသွားခဲ့ပါဘူး။ငွေကြေးအခက်အခဲကြောင့်ပါရာမီသားစုဟာဒီလောက်ချောက်ချားစရာကောင်းတဲ့အိမ်ကြီးတက်မှာနောက်ထပ်10နှစ်နီးပါးဆက်နေခဲ့ကြရပါတယ်။သူတို့ဟာနေ့စဉ်နဲ့အမျှဝိညာဉ်တွေနဲ့အသားကျအောင်ကျိတ်မိတ်နေထိုင်ရင်1980ပြည့်နှစ်ရောက်မှသာအင်ကိုရောက်ချပြီးအဲ့ဒီအိမ်မက်ဆိုးကြီးတဲကနေအပိတိုင်လွတ်မြောက်သွားခဲ့ကြပါတယ်။ဒီနေ့ချိန်မှာတော့အဲ့ဒီအိမ်ကြီးဟာတရက်တစ်စီလေးလာသူတွေအတွက်ငွေပေးပြီးညအိတ်လေးလာနိုင်တဲ့ကဘာကျော်တရက်အိမ်ကြီးတစ်လုံးဖြစ်ရှိနေစေပါ။ပိုင်ရှင်တစ်တွေရဲ့အဆိုအရလည်းထူးဆန်းတဲ့အဖြစ်အပျက်တွေကအခုထိဆက်ဖြစ်နေစေပဲလို့ဆိုပါတယ်။ကဲကြီးစုတူမိတ်ဆွေတို့ရောဒီအိမ်ကြီးတက်မှာတညလောက်အိတ်ရတဲ့သက်တီမျိုးရှိပါသလား။ comment မှာရေးပေးသွားခဲ့ပါအောင်။ဒီလိုမျိုးကြောချမ်းစရာဇာတ်လမ်းတွေကိုဆက်ကြည့်ဖို့ကျွန်တော်တို့ရဲ့ Story Time Away Guest Starting Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့။ဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ viewer တယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်။